ဒီနေ့ပြပြသွားမယ့်အကြောင်းအရာလေးကတော့1922ခုနှစ်ကဂျာမနီနိုင်ငံမှာဖြစ်ပျက်သွားခဲ့တဲ့အမှုလေးကြောင်းတစ်ခုကိုပြပြချင်ပါတယ်ရှင်။နှင်းတွေဖုံးနေတဲ့တောအုပ်ကြီးတစ်ခုရဲ့အလယ်လူသူရောက်ပေါက်နေတဲ့လက်တဲအိမ်ကြီးတစ်လုံးအဲ့ဒီအိမ်ထဲမှာမိသားစုဝင်6ယောက်လုံးရဲရဲဆက်ဆက်အသက်ခံလိုက်ရပါတယ်။ဒါပေမဲ့ထူးဆန်းဆုံးကလူသက်သမားဘယ်သူလဲဆိုတာထက်အခင်းမဖြစ်ခင်ရက်ပိုင်းလိုမှာအင်ရှင်တွေကြုံတွေ့ခဲ့ရတဲ့ချက်တိထားပွဲရာဖြစ်ပျက်တွေပါပဲဒီနေ့ကတော့နှစ်ပေါင်း100ကျော်ကြာတဲ့အထိအဖြစ်မပေါ်သေးတဲ့ကဘာကျော်ဟင်တာဂိုင်ဖက်လူသက်မှုအကြောင်းကိုပြပြပေးသွားမှာပါအချိန်ကတော့1922ခုနှစ်ဂျာမနီနိုင်ငံနင်းမြို့ရဲ့မြောက်ဘက်မိုင်40အကွာမှာရှိတဲ့ဟင်တာဂိုင်ဖက်လို့ခေါ်တဲ့လေတောအိမ်လေးပဲဖြစ်ပါတယ်ဒီအိမ်မှာအသက်63နှစ်အရွယ်အန်ဒရီယက်ဆိုတဲ့အဖိုးကြီးရဲ့သူမိန်းမရဲ့သူ့သမီးလေးရဲ့မလေး2ယောက်ရဲ့နေထိုင်ကြပါတယ်သူတို့မိသားစုကတတိတတ်နေထိုင်တတ်ပြီးတော့ရွာသားတွေနဲ့သိမရောတကြပါဘူးဒါပေမဲ့ပြဿနာကအဲ့ဒီအိမ်ကြီးမှာထူးဆန်းတာတွေစဖြစ်လာတဲ့အချိန်မှာစခဲ့တာပါအခင်းမဖြစ်ခင်6လလောက်ကတည်းကအဲ့ဒီအိမ်မှာလှုပ်တဲ့ informer လေးကဂျင်းကတရေ6တယ်ဆိုပြီးတော့လှုပ်ထွက်သွားခဲ့ပူပါတယ်အဲ့ဒီနောက်ပိုင်းအင်ရှင်အန်ဒရီယပ်ကနော်ရဲမှာထူးဆန်းဆန်းချီယာတွေစတွေ့လာခဲ့ရပါတယ်အဲ့ဒီချီယာတွေကတောအုပ်ထဲကနေပြီးတော့သူတို့အိမ်ကိုဦးတည်လာတာပါဒါပေမဲ့ထူးဆန်းတာကအိမ်ဘက်ကိုလာတဲ့ချီယာပဲရှိပြီးတော့အိမ်ကနေပြန်ထွက်သွားတဲ့ချီယာလုံးဝမရှိရပါပဲဒါအပြင်အင်ကောင်မိုးတက်ကနေခြေတံလို့အတန်ကြားရတာတွေတော်တော်ကြီးပြောက်တာတွေမနှက်မိုးလေးအင်းရှိမှာမတိရတဲ့သတင်းစာတစ်စောင်လာကြနေရမျိုးတွေဖြစ်လာခဲ့ပါတယ်1922ခုနှစ်မတ်လ31ရက်နေ့ညနေခင်းမှာတော့ဒါတွေအားလုံးပြီးဆုံးသွားခဲ့ပါတယ်တရက်ကမိသားစုဝင်4ယောက်ကိုစပက်ကြီးတွေကိုတယောက်ရှင်စီနဲ့စားပြီးတော့ခေါ်ထုတ်သွားခဲ့တာပါပြီးတော့ပစိန်လိုမျိုးအရာနဲ့ရေးဆက်ဆက်ဖြစ်လိုက်ပါတယ်အိမ်ထဲမှာကြံခဲ့တဲ့တန်းနှစ်အရွယ်မြေးလေးနဲ့တယောက်နေတဲ့အိမ်ပေါ်မလေးကိုလည်းအိမ်ရတယ်မှာပဲအဆုံးစီရင်ခဲ့တယ်ရွာသားတွေကဒီမိသားစုမတွေ့လို့လာရှာတဲ့ခါမှာတော့လောင်းတွေကိုမျက်ခြောက်တွေနဲ့ဖုံးထားတာကိုတွေ့လိုက်ရပါတော့တယ်ရဲတွေစစ်ဆေးတဲ့ခါမှာတော့ပေါ်ပြီးကြောက်စရာကောင်းတဲ့ချက်တွေခုပေါ်လာပါသေးတယ်စစ်ချက်အရာသူတို့မိသားစုပြေဆုံးပြီးတဲ့နောက်မှာလူသက်သမားထွက်မပြေးပဲနဲ့အဲ့ဒီအိမ်မှာ3ရက်လောက်ဆက်နေသွားခဲ့ဆိုတာပါပဲဘာလို့လဲဆိုတော့မိဖို့မှာမင်းမေးထားတဲ့အစာနာတွေအစာတော့စားတာတွေကျွမ်းသားတွေကိုအစာကျွေးထားတာတွေကိုတွေ့ခဲ့ရလို့ပါလူသက်သမားကလောင်းနေတဲ့အတူတူအိမ်ထဲမှာအေးအေးဆေးဆေးနေထိုင်သွားခဲ့တာပါပတ်စံနဲ့ချွေတွေလည်းတပြားမှမယူသွားပါဘူးဒါဆိုသူကဘာတူလဲဘာလို့တတ်ကြလဲဒီကနေ့အချိန်ထိပထမအဖြစ်မချနိုင်သေးပါဘူးပြိတ္တကြီးရောဒီမှုကဒီ6တာလို့ထင်တာလားဒါမှမဟုတ်ရေဝက်လူသက်သမားတရားရောက်ရှိနေတယ်ဆိုတော့လားကွန်မန့်မှာညှောက်ပြကြတော့ပါအောင်ရှင်နားထောင်ပေးခဲ့သူတူဦးချင်းစီမိတ်ဆွေတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်